မင်းဟိုကကီယောင်ကိုနာကျင်မှုဖွယ်မခံစားအောင်လက်ပတ်တစ်ခုပေးထားပါတယ်။အဲ့ဒီလက်ပတ်ကမင်းဟိုနဲ့လက်ချင်းထိပြီးအားသွင်းမှသာအလုပ်လုပ်တာမှာကနဦးမှာတော့မင်းဟိုကကီယောင်ကိုကဘာကြီးကိုဖက်စီးမယ်လို့စူတောင်းမှအားသွင်းပေးမယ်လို့ချိန်ချောက်ခဲ့ပြီးမယ်။တကယ်တမ်းကီယောင်နာကျင်နေလာကိုမြင်တဲ့အခါသူမနေနိုင်ပဲကူညီပေးမိပါတယ်။ကီယောင်ကလည်းထူးဆန်းပါတယ်။သူဟာမင်းဟိုကိုလူသားတစ်ယောက်လိုပဲဆက်ဆံပြီးကျမရှင်ကိုအချစ်ဆုံးသူဖြစ်အောင်ချစ်ပြမယ်လို့ပြောခဲ့တယ်။ဘာလို့လဲဆိုတော့သူမတေတော့တဲ့အခါသူမအချစ်ဆုံးသူကသူမစားတေရမယ်လို့မင်းဟိုကပြောထားလို့ပါပဲ။ရှင်သာကျမအချစ်ဆုံးသူဖြစ်သွားရင်ကျမတေရင်ရှင်ပဲတေရမှာပေါ့လို့ကီယန်ကမင်းဟိုကိုကြည်စဲခဲ့ပါတယ်။နတ်ဖယားလည်းချစ်တတ်ပါတယ်။အချိန်တွေကုံလွန်လာနဲ့အမျှအေးဆက်လာတဲ့တေမင်းနတ်ဖယားမင်းဟိုတယောက်ကီယောင်အပေါ်တန်ရောစင်တွေတိုးလာခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူဈေးဝယ်ထွက်ဓာပုံရိုက်ပြီးပျော်ရွှင်စရာအချိန်လေးတွေဖန်တီးခဲ့ကြတယ်။မင်းဟိုကကီယောင်အတွေ့ဆိုရင်အချိန်တွေဟိုနောက်ပြန်လဲပြီးပန်းတွေပွင့်တဲ့ຫນွေဦးရာသီအိုတောင်ဖန်တီးပေးခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ကြားမှာအသားအစီးတွေကအများကြီးပါ။